အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘိုးကတူကန်လေးကိုပြပြပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့မိကုန်းလေးတွေဖတ်ကြည့်မယ်ပေါ့နော်Ieto, kotayata hitonga, oili yuto shite, ateiro monogatore deska, yamno. Ielu pile lurimia, chongja chenine, kanine ya, perhaps about the leg, yamno. Adaကျွန်တော်အချင်းချင်းဆန်ယုံကိုဖတ်ကြည့်မယ်။ဒီရှိကနေမိကတဲ့ဝါရဆိုမိကထားနိုင်ခါတာတပတ်မှာနိုင်ရတော့ရတာမထောင်တော့တဲ့အတွက်ကြောင့်ပါတဲ့။နေပဲကြည့်ကြည့်မယ်။ရေတဲ့မို့ရှင်တော့ရှင်နာခဲရပါနာရနာကုနာလို့တော့မောက်ခါတာเนาะအိမ်မှာပဲဖြစ်ဖြစ်အလုပ်ကိုမဖြစ်မနေလုပ်ကိုလုပ်ရမယ်လို့တွေးမိတဲ့အတွက်ကြောင့်တဲ့။เนาะအလုပ်ကိုလုပ်ရတဲ့အတွက်ကြောင့်လို့ပြောချင်တော့နံပါတ်တော့နာဂါရီရဆိုမီကိုတို့ကိုတော့ထောင်လို့ရှိမင်းရှိတဲ့လို့ခါတာဘာမှလို့ပိတ်ရရှိเนาะပိတ်ရရှိယူရတာတော့ဘာမှလို့မျော်လင့်ဆောင်တာเนาะစိတ်ချနေမိတယ်လို့ပြောချင်တာပေါ့เนาะအဲ့ဒါနံပါတ်၄ဒါဆိုမီကစခုနာkuna te no a la ye ne lu de no pe ye ne lu po no me na kyu la sa ga ru kha da a lo ye la da ya ba phit ma le ja shin ma le la da ne twa de atwet chaung ma ya no a soကျွန်တော်တို့စာပိုက်ဖတ်ကြည့်မယ်စာပိုက်ဖတ်ကြည့်မယ်ဆိုတော့ကျွန်တော်ကြည့်နော်日本では一番まそういうのは多くの会社が一週間にプスが休むな。あとはコミュニティの皆々は例えばねペーパーでやの一週間に3日休みたいですかと聞いたらやの例えば何やとも言えlu chen la lu me la yin no me yin ne hai yo ye to ko ta ta hit no ho ga o kha ta so da ya no hai lo so de a nga 3ရက် lu chen de lo so da 3ရက်မlu chen ဘူးပေါ့နော်ရေလိုဖြေလူကများတယ်လို့သိရတယ်ya no များတယ်လို့ဆိုပါတယ်တဲ့ya no ဘာကြောင့်လဲဆိုအောင်ပြောတော့နော်ဆုမီကကွဲတဲ့မောရှင်တော့တော့အိုးစာဝါခါဝါနိုင်တယ်နော်အဲ့ဆိုတော့ပိရက်တွေများလဲပဲပေါ့နော်ပိရက်တွေ3ရက်4ရက်ရလဲအဲ့လိုမျိုးပိရက်တွေများလဲအလုပ်ပမာဏကဘာမှတော့ပြောင်းလဲမသွားဘူးနော်အလုပ်များတယ်ဆိုအလုပ်ပမာဏကပြောင်းလဲမှုမရှိဘူးတဲ့ဒါခါရအဲ့ဒီအတွက်ကြောင့်နော်အလုပ်ပမာဏနော်ပိရက်တွေများလဲပဲအလုပ်ပမာဏပြောင်းလဲမှုမရှိတဲ့အတွက်ကြောင့်တဲ့ခိုင်ရှာနေလို့မို့တဲ့ရှင်တော်ရှိတာတွေနော်ကုမ္ပဏီမှာဘာမှတော့ပိရက်ယူထားပိရက်ဖြစ်တဲ့အတွက်ဘာမှတော့ကိုမပြည့်တဲ့အလုပ်တွေရှိနေတာပေါ့နော်အဲ့တော့ခိုင်ရှာနေလို့ကိုတဲ့ရှင်တော်ရှိတာတွေနော်ကုမ္ပဏီမှာဘာမှတော့လုံးလက်စားပေါ့နော်မလုပ်ရတဲ့အလုပ်တွေကိုလုပ်လိုက်နောက်ကျတော့ဒီနေ့ရှိမတော့မို့တဲ့ခါတာရှိနာခဲတယ်ဗာနာရနာကုနာတို့သူခံရရတော့ထားတော့ရနော်အဲ့ဒါသူပြောတာဒီပိရက်ဖြစ်တယ်တော့နော်ပိရက်3ရက်4ရက်တည်းရတဲ့အတွက်ဘာမှတော့ကျန်နေတဲ့လုပ်တွေမပြည့်တဲ့အလုပ်တွေလုပ်ရတယ်အဲ့ဒီလုပ်တွေကုမ္ပဏီမှာပိတ်ရများတဲ့အတွက်ကုမ္ပဏီမှာမပြီးတဲ့အတွက်ဘာလုပ်ရလဲဆိုအိမ်မှာယူပြီးတော့ဘာမှတော့မဖြစ်မနေလုပ်ရတယ်လို့တွေးမိတယ်တဲ့မတာနောက်ထပ်တဲ့ပါတူတိုင်းမှုတဲ့ဟာတာရာဤတဲ့လူကြီးတို့ရနော်ဖပ်တိုင်းအလုံးလုံးနေတဲ့လူတွေပေါ့နော်ဆုမီကအိုးခဲ့တယ်ပါဘာမှတော့ပေးရပြများမယ်ဆိုရင်ကျူလေကစားကတဲ့ရှိမှာဘူးလာတာဘာမှတော့ယုံနေပါတယ်ရနော်ဖပ်တိုင်းဖြစ်တဲ့ကျွန်တော်ចောင်းသားတွေပါညာပေါ့နော်အဲ့လိုမျိုးပတ်တိုင်းလုပ်တဲ့လူတွေကတော့ကိုယ်ကဘာမှပေးရတဲ့များရင်တော့လာတာတော့နေပါတယ်ရနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီနော်ဒီ part time မှာ full time လုပ်နေတဲ့လူတွေလည်းရှိတယ်အဲ့မှာဘာမှတော့ get queue မှာနဲ့ nick queue ပဲပေးတဲ့လူတွေဆိုရင်ကျွန်တော်တို့ဟိုဒီတစ်ပတ်9ရက်မှာကျွန်တော်2ရက်လောက်နားဆိုရင်3ရက်စားလည်းလာစားရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့ပေးရများတာမကောင်းဘူးပေါ့နော်အဲ့ဆိုနောက်တော့နေဝန်ဒီကကျွန်မမှာတော့နာဂါရဆုမြထားလို့ရှိမှုဘုံကအဲ့လိုမျိုးပေါ့နော်ပေးရရှည်ကြီးကိုတဲ့ပြောရွှင်ရွှင်နဲ့ဒီဖြတ်တန်းနဲ့နော်အလေးထားဆိုတာကတော့မာရနိုင်တော့ခါမှုရှိတဲ့နိုင်ရနော်မရှိသေးဘူးလို့ထင်ပါတယ်လို့ပြောချင်တာနော်မရှိသေးဘူးလို့ထင်ပါတယ်ရနော်အဲ့ဆိုတော့ကျွန်တော်တို့ဆိုရင်တော့ပေးရပြန်ကြိုက်သေးတယ်နော်အဲ့ဆိုတော့ကျွန်တော်တို့ကအဖြေရှာကြည့်မယ်ပေါ့နော်ဤလိုဖြစ်တဲ့လူတွေဘာကြောင့်လဲနော်အဲ့ဆိုတော့ဘာမှဒီပိတ်ရကြောင်ဘာမှမပြည့်တဲ့လူတွေအိမ်မှာပဲနော်ကုမ္ပဏီမှာလည်းလုပ်ရတယ်ကုမ္ပဏီပြီးလို့ဘာမှအိမ်မှာယူပြီးတော့လုပ်ရတယ်လို့ပြောချင်တယ်အရာနော်အဲ့တော့ဖြေဒီကျွန်တော်တို့ရှာကြည့်မယ်နံပါတ်1အရှိကနေမိကတော့ရစမရထားရနိုင်လို့မျိုးသူတို့3ရက်ကိုမလို့ချင်အဲ့ဒါအချီမှားတယ်နေကိုကြည့်ကြည့်မယ်ရေးတဲ့မရှိတော့ရှင်းလာကြပါနာရနာကိုထားတော့အမိုးခါအဲ့မှာလည်းပဲလုံးဝမဖြစ်မနေလောက်ရတယ်လို့တွေးတဲ့အတွက်ကြောင့်ရနော်အဲ့အတွက်ဖြေဒီပါပြမှာလည်းနေဗန်ဖြစ်မယ်ရ